ကဲမိရဲ့အဖြူတက်တက်လေးတွေချပေးပါအောင်လို့ပြောနေတယ်မိရဲ့ချစ်ကာလေးတွေဝါရင်းလေးမှာဒိတ်ထက်ဝင်ခြင်းလို့ပါရွှေညောင်ရဲ့ဒိတ်ထက်ဝင်ခြင်းလို့ပါလို့ပြောထားတယ်မိရဲ့ချစ်မမတွေအတွက်မိကလေမိရဲ့ချစ်မမတွေတောင်းတသမျှကိုဖြည့်ဆည်းပေးနေတာမိကဒီမှာအဖြူကလေးတွေတစ်စိတ်ကလေးတွေကလည်းအကောင်ကလေးတွေပေါ့ဒါလေးတွေဆိုရင်မောင်တစ်စိတ်ကလေးတွေပေါ့နော်တချို့ကလည်းမြားတစ်စိတ်ကလေးတွေဆိုပြီးတော့ပြောကြတယ်ပေါ့ဒါလေးတွေမိစီမှာ1 set ကလေးတွေပေါ့နော်နှစ်ပုံထည့်ပြီးတော့အသစ်ရောက်ထားပါတယ်ဒါလေးတွေကဆိုရင် site ကလေးတွေကလည်းပွင့်နေပေါ့နော်မင်းဒီဇိုင်းကလေးတွေပြပေးမယ်နော်အရန်ကိုဖွေးဥပြီးတော့နော်အထိတ်ထက်ဝင်မယ်ဆိုရင်အရန်ကိုတင့်တော်တဲ့အဖြူရောင်ကလေးတွေပါနော်ဒါလေးတွေမင်းဒီဇိုင်းလေးတွေပြပေးပဲပေါ့နော်ကဲဒါလေးကတော့ပထမဒီဇိုင်းတစ်မျိုးလေးပေါ့သူကလေဘင်းလေးကအဝိုင်းလေးလက်ကလေးကတော့ short ကလေးပဲအဖြူလေးဘောင်းမီလေးကလည်းအဖြူလေးဘောင်းမီလေးရဆိုရင်လည်းပက်လေမျော်ကလေးနဲ့ရှေ့မှာက adjustment လုပ်လို့ရတယ်ရှုံပြိုးလေးလည်းပါတယ်ပေါ့နော်အိတ်ကက်ကလေးလည်းပါတယ်ခြီသားလေးမို့လို့တရားထိုင်တာပဲဖြစ်ဖြစ်တရားမှတ်တဲ့ခါမှာဆိုရင်လေအရန်ကိုတက်တောင့်တက်တာရှိစီရနော်ခြီသားဟိုမှာသူက BKK ခြီသားအကောင့်လိုင်းလေးကိုသုံးပေးထားတာပါဒါလေးကဆိုရင်လေဘင်းပေါက်လေးကလည်းအဝိုင်းလေးနဲ့ရိုးလေးပါပဲနော်ကဲဒိတ်ထက်ဝင်မယ်တရားဓမ္မတွေအားထုတ်မယ်ဆိုရင်တော့ဒီ BKK ခြီလေးတွေကအရန်ကိုတက်တောင့်တက်တာဖြစ်ပြီးတော့အရန်ကိုပေါ်ပါနေမယ်ဒီဇိုင်းလေးပါနော်ဒါလေးကတော့ပထမတစ်ပုံပေါ့နောက်တစ်ပုံထပ်ပြပေးမယ်မင်းကဲဒါလေးကတော့နောက်တစ်ပုံလေးပေါ့ဒါလေးကဆိုရင်ရှက်ကော်လက်လေးနဲ့သူကစီကကျဲစည်းခွဲကလေးနဲ့ပေါ့ရိုးလေးပဲရိုးလေးနဲ့သူကလက်ကလေးကလည်းလက်ရှော့လေးပေါ့ဒါလေးကဆိုရင်ရင်46ထီကိုရတယ်ပေါ့နော်48သမားတွေဆိုရင်တော့နည်းနည်းတော့ကျက်သွားလိမ့်မယ်46ဆိုရင်တော့တက်တာနဲ့ပုတ်ပတရားဓမ္မတွေကိုအားထုတ်လို့ရပါတယ်ဒါလေးကဆိုလည်းဘောင်းမီလေးကပက်လက်မျော်လေးနဲ့အိတ်ကက်ကလေးပါတယ်အဖြူ1 set ကလေးကိုမှအရန်ကိုတန့်ပြက်နေရောပဲနော်ကဲမရဲ့ချစ်ကာတွေလိုလေစိတ်မရှိအောင်မဘက်ကတင်ပေးထားတာမို့လို့မတို့ရဲ့ Viber ဖုန်းနံပါတ်3996890351ကိုဆက်သွယ်မှာယူအပေးနိုင်ပါတယ်ဆိုင်ကိုလာကြည့်မယ်ဆိုရင်လည်း62လမ်း110 111မှာရွှေပလဲ BKK Fashion Shop ဆိုပြီးတော့လမ်းရနောက်ဖက်မှာတည်ရှိပါတယ်ကဲတရားဓမ္မအားထုတ်မယ်ဝါရင်းမှာအဖြူတွေရှားခတ်နေတယ်ဆိုရင်တော့မတို့ရဲ့ရွှေပလဲဆိုင်လေးကိုတတိယလိုက်ပါလို့ပြောလိုက်ချင်ပါတယ်ဘိုင်ဘိုင်ပါ